နေ့တော့အားလုံးသိချင်နေကြတဲ့ DASI framework အကြောင်းကိုပြောပြပေးသွားပါမယ်။ DASI ဆိုတာဘာကြီးလဲမသိဘူးဆိုလည်းရပါတယ်။ကျမတို့အားလုံးနားလည်တဲ့မုံဟင်းကချက်တဲ့ process နဲ့ဥပမာပေးပါမယ်။ DACI ဆိုတဲ့စကားလုံးလေးလုံးမှာ D ဆိုတာက driver ကိုကိုစားပြုပါတယ်။ဒါကမုံဟင်းကချက်တဲ့ process အနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်မုံဟင်းကအိုးကိုတာဝန်ယူပြီးတော့မှွေနေတဲ့သူမီးအနေထားကြည့်နေတဲ့သူproject တစ်ခုလုံးကိုရှေ့ဆက်သွားအောင်မောင်းနေနေတဲ့သူပေါ့ A ဆိုတာက approver သူကအရေးကြီးဆုံးပဲသူကမုံဟင်ကအရာတာကိုနောက်ဆုံးအဆုံးဖြတ်ပေးမဲ့သူအိမ်ကမီးဖို့တောင်တည်းကအကြီးကဲလိုလူမျိုးအမေလည်းဖြစ်နိုင်တယ်အဖွားလည်းဖြစ်နိုင်တယ်သူကမင်းတို့ငားငံပြားကြီးနည်းနည်းထပ်ထည့်လိုက်လို့ပြောရင်အားလုံးကထည့်ရမှာပဲအဲ့တော့ approver ဆိုတာက project တစ်ခုမှာတစ်ယောက်တည်းပဲရှိရမယ် C ဆိုတာက contributor ကူညီပေးတဲ့သူတွေသူတို့ကငှက်ပြောဦးလေးပေးတဲ့သူတွေအကြော်ကြော်ပေးတဲ့သူတွေနည်းနည်းမင်းနေသွားဝယ်လာပေးတဲ့သူတွေပေါ့သူတို့က idea တွေပေးမယ်ကုညီလှုပ်ဆောင်ပေးမယ်ဒါပေမဲ့မုံဟင်ကရဲ့နောက်ဆုံးအရာတာကိုတော့အဆုံးဖြတ်ပေးမှာမဟုတ် I ဆိုတာက informed အသိပေးခံရတဲ့သူတွေသူတို့ကမိဖို့ကြောင့်ထဲမှာတော့မရှိဘူးဒါပေမဲ့ hey မုံဟင်ကရတော့မှလားဆိုပြီးတော့လာမေးတယ်သူတို့ကကြတော့ project ရဲ့အခြေအနေကို update လုပ်ပေးနေအောင်ပဲဘာ permission ခွင့်ပြုချက်တွေမှာယူနေစရာမလိုကဲဒါဆိုရင် coffee ဆိုင် partnership တစ်ခုမှာပြန်သုံးကြည့်အောင်ဆိုင်အတွက် marketing campaign အသစ်တစ်ခုလုပ်ကြမယ်ဒီ project မှာဆိုလို့ရှိရင်ဒီ campaign တစ်ခုလုံးကိုပြီးမြောက်အောင်လို့မောင်းနှင်ပြီးတော့တာဝန်ယူပေးရမယ့်သူက partner A approver က partner B contributor တွေက freelance designer တွေရှိမယ် video editor တွေရှိမယ်တခြားသက်ဆိုင်တဲ့ staff တွေရှိမယ်informed လုပ်ပေးရမယ့်သူက accountant ဖြစ်မယ်သူကငွေဝင်ငွေထက်တွေကိုကင်မဖြစ်တဲ့အတွက် partner A က campaign ကိုဦးဆောင်မယ်ဒါမဲ့နောက်ဆုံး budget နဲ့ final design ကိုကြတော့ partner B ကအတည်ပြုပေးရမယ်ဒီ campaign ပြီးသွားပြီးနောက်ထပ် coffee zip supplier အသစ်ရှာတဲ့ project ပဲဆိုပါစို့အဲ့ဒီမှာကြတော့ partner B က driver ဖြစ်ပြီးတော့ partner A က approver ဖြစ်သွားနိုင်တယ်project တစ်ခုချင်းစီအလိုက် approver ဆိုတာပြောင်းလဲသွားနိုင်တယ်အရေးကြီးတာကြတော့ project တစ်ခုမှာ approver တစ်ယောက်တည်းရှိဖို့ပဲအဲ့တော့ DASI framework ကိုသုံးလိုက်တာနဲ့ငါပြောတာအမှန်မင်းပြောတာအမှန်ဆိုပြီးတော့အချင်းချင်းငင်းကုန်နေရတဲ့အချိန်တွေကတတ်တာသွားပြီသူကဘာကိုဆုံးဖြတ်မလဲဆိုတာရှင်းလင်းပြတ်သားသွားပါလိမ့်မယ်ဒါကလုပ်ငန်းတွေကို professional ဆန်ဆန်နဲ့ရှေ့ဆက်သွားနိုင်စေတဲ့ pro level framework တွေကတစ်ခုပါတခြားသိချင်တဲ့အကြောင်းအရာတွေရှိမယ်ဆိုရင်လည်း comment မှာတောင်းဆိုခဲ့လို့ရပါတယ်